အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဘယ်လိုအကြောင်းလာပြောမလဲဆိုရင်တော့ဟာလင်းအောင်နဲ့တီးရိုင်သူရဲ့နာမည်ကတီးရိုင်သူရဲ့နာမည်ကမြန်မာလိုပြန်လို့ဆိုရင်ဖနှောက်ကြီးလာမယ့်19ရက်နေ့မှာဖနှောက်ကြီးနဲ့ဟာလင်းအောင်လာမယ့်19ရက်နေ့မှာတော့တီးရိုင်နဲ့ဟာလင်းအောင်တွေ့ဆုံကြပြီဒီပွဲမှာတော့ဘယ်သူနိုင်မလဲဘယ်သူဆုံးမလဲဆိုရင်နည်းနည်းလောက်ခန့်မှန်းကြည့်ပြီးတော့သူတို့ထိုးနေတဲ့ဝိုက်တန်ကဘယ်လောက်လဲဆိုရင်နည်းနည်းလောက်လေ့လာကြရအောင်။ဒါဆိုရင်တော့သူတို့ထိုးနေတဲ့ဝိုက်တန်ကဘယ်လောက်လဲဆိုရင်တော့135ပေါင်ကီလိုနဲ့ဆိုရင်50နှစ်တီးရိုင်ကအရက်မြင့်က9ပေ5စင်တီမီတာနဲ့ဆိုရင်165ဝမ်းမှာတော်တော်လေးပွဲများတယ်ဒီဖိုက်တာဘယ်လောက်လဲဆိုရင်တော်တော်လေးများတယ်10ပွဲ10ပွဲလောက်စိတ်မယ်ဒီဖိုက်တာကထိုးသားတဲ့စတိုင်ကပဲလို့လဲဆိုရင်သူကတီငင်နဲ့ထိုးတယ်ပြီးတော့မလောဘူးအေးဆေးနဲ့ပြန်ဘဲတွေကိုချင်းကတယ်အဲ့လိုမျိုးသူကစိတ်ညိုက်တယ်စိတ်လည်းမလောဘူးသူအကွက်တွေ့ပြီးဆိုရင်အဲ့ဒါဝင်ကြော်ပြီးဒါမဲ့သူဒီဖိုက်တာကတော်တော်လေးကိုကြမ်းတဲ့ဖိုက်တာလို့ပြောရမယ်ဒါဆိုရင်တော့သူ့ရဲ့မန်ကိုကဘယ်လောက်စိလဲဆိုရင်သူ့ရဲ့မန်ကိုကတော့နေရာတစ်ခုတော့စိပြီးသားတော်တော်လေးမှန်တယ်တော်ရုံတန်ရုံတော့ဆိုရင်မကြဘူးဒီဖိုက်တာထိုင်းဖိုက်တာတွေကကြော်စွာဝင်ပြန်ပဲလို့ဗာလဲဆလာတန်ထိုးတဲ့ပုံစံလိုမျိုးမြန်မာဖိုက်တာကိုစင်ထိုးမဲ့ဆိုရင်တော့မြန်မာဖိုက်တာအကြိုက်ပဲတာထိုင်းဖိုက်တာတွေကမြန်မာဖိုက်တာနဲ့စင်ထိုးတာအယောက်100မှာ1ယောက်ပဲစိမယ်။ဘာဖြစ်လဲဆိုရင်တော့သူတို့နီးစနစ်ကိုအလေးပေးပြီးတော့သူတို့ထိုးတဲ့ပုံစံလိုမျိုးသူတို့လည်းအမယူလက်တတယ်ပြီးတော့အမယူရင်ဘယ်လိုမျိုးယူရမလဲဘယ်လိုမျိုးစင်ပြန်ရမလဲသူတို့အဲ့ဒါသိပြီးသားသူတို့ဟိုးငယ်လေးကဒီအမလေးကိုထိုးခဲ့တာကျွန်တော်ကဖြစ်ချင်တာဘာလဲဆိုရင်တော့ဆလာတန်လိုမျိုးစင်ထိုးတယ်ဖြောပြမှုကိုပေးပြီးပလိသကြည့်လို့ကောင်းသူတို့နေရောက်ကစင်ပြန်မယ်ဆိုရင်တော့တော်တော်လေးအော်ဟိမယ်လို့ထင်ပါတယ်ဒီပွဲမှာတော့ဟာလင်းအောင်ကိုသူစင်ပြန်ထိုးပါမလားဆိုရင်တော့နည်းနည်းလောက်စောင့်ကြည့်ရမယ်ဘာဖြစ်လဲဆိုရင်တော့စင်ထိုးလို့ရှိရင်ပွဲကောင်းတဲ့ပွဲတော့ဖြစ်လာနိုင်မယ်ဘာဖြစ်လဲဆိုရင်တော့ပလိသတွေကနီထိုးငါထိုးမှပလိသတွေကတအားကြိုက်တာပလိသတွေလည်းအော်ဟိတယ်ဒီရက်ကကျတော့သူ့ရဲ့ချီကန်ပိုင်းမှာတော်တော်လေးခယူးဆိုင်ရမယ်။ဘာဖြစ်လဲဆိုရင်တော့သူချီကန်တော်တော်လေးကောင်းတယ်အေးတီးရ။ထန်ဖိုက်တာတဲမှာသူ့ရဲ့ချီကန်ပိုင်းမှာတော်တော်လေးကြောက်ရတယ်။ဒီပွဲမှာတော့ဟာလင်းအောင်တတိထားရမယ်သူ့ရဲ့ချီကန်ပိုင်းတစ်ခုပဲ။ကြံတဲ့ဟာတော့အေးဆေးပဲ။ဟာလင်းအောင်လည်းမန်ကိုစိတ်ပြီးသားတဲ့ဖိုက်တာပဲ။ဒါဆိုရင်တော့ဟာလင်းအောင်ဘဲကိုပြန်သွားကြရအောင်။ဟာလင်းအောင်ကသူထိုးနေတဲ့ဝိတ်တန်ဘယ်လောက်လဲဆိုရင်တော့139ပေါင်ကီလိုဆိုရင်တော့54ကီလိုသူရဲ့အရင်မြင့်ကတော့54စင်တီမီတာနဲ့ဆိုရင်163ဟာလင်းအောင်ရဲ့အသက်ဘယ်လောက်လဲဆိုရင်တော့29နှစ်သူရဲ့ပြန်ဘဲကတော့24တနည်းပဲกว่าတယ်ဟာလင်းအောင်ကဝမ်းမှာ4ပွဲထိုးထားပြီး2ပွဲနိုင်2ပွဲဆုံးအတွေ့အကြုံပိုင်းမှာတော့သူ့ရဲ့ပြန်ပဲလောက်သူအတွေ့အကြုံမရှိဘူးသူပြန်ပဲကဝမ်းမှာတော်တော်လေးဝါရင်တယ်လို့ပြောရမယ်ဒါမဲ့လက်ရည်ပဲမလာတာဝမ်းမှာတော်တော်လေးအတွေ့အကြုံတစ်ခုရပါတယ်ဒါပေမဲ့အတွေ့အကြုံပဲလောက်ပဲများလူကစိုက်တမှာကျွမ်းရင်ဘယ်အရာကိုမှမခံနိုင်ဘူးကြောက်ခဲတော့ပြိုကျသွားနိုင်တယ်တက်ခိုက်ရေးဆိုတာမာကျုံတစ်ခုနဲ့ပဲမရသေးဘူးဘာဖြစ်လဲဆိုရင်တော့ညံရည်လဲကောင်းရမယ်အသိအညံပွင့်လင်းရမယ်ဒါဆိုရင်တော့ဟာလင်းအောင်ရဲ့နီးစနစ်ပိုင်းမှာနည်းနည်းလောက်လေ့လာကြရအောင်သူ့ရဲ့နီးစနစ်ပိုင်းမှာတော့နည်းနည်းပါတော့လိုသေးတယ်ဘာဖြစ်လဲဆိုရင်တော့သူကထိုင်းမှာလာထိုးနေတာကိုထိုင်းကနီးစနစ်တွေပို့ပြီးတော့လေ့လာသင်ယူရအောင်မယ်ဒါပေမဲ့ရန်ဘလူးစင်ထိုးရင်တော့ရကန်တော့ကတော့ဟာလင်းအောင်ဘဲကိုပို့ပြီးတော့များတယ်။ဘာဖြစ်လဲဆိုရင်တော့ထိုင်းဖိုက်တာတွေကမြန်မာဖိုက်တာနဲ့တွေ့ရင်သူတို့
စင်ထိုးဖို့ဆိုတာစားတယ်အရောက်100မှ1ယောက်ပဲစိတ်မယ်ဝမ်းမှာမြန်မာဖိုက်တာပဲ2ယောက်လာထိုးတယ်10ယောက်ကျော်လောက်စိတ်မယ်15ယောက်လောက်စိတ်မယ်ဘယ်သူမှလည်းစင်ထိုးမရဲစင်ထိုးရင်မြန်မာဖိုက်တာစားသွားမှာပေါ့ကဲဒီပွဲမှာတော့ဘယ်သူနိုင်မလဲဘယ်သူဆုံးမလဲဆိုရင်နည်းလောက်ခန့်မှန်းကြည့်အောင်ကျွန်တော်ရဲ့ခန့်မှန်းဆိုရင်တော့50-50ပဲဘာဖြစ်လဲဆိုရင်တော့ဟာလင်းအောင်လည်းအခွင့်အရေးရှိတယ်တီးရိုက်လည်းအခွင့်အရေးရှိတယ်နှစ်ယောက်စလုံးကအခွင့်အရေးတူပဲရှိတယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောအောင်ကြည့်စုပေးတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတင်တိုင်းအသိစိတ်ရကျွန်တော်ကို follower လေးလုပ်ထားပါ